ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုဆန်ဒီယေဂိုမှာတော့ကျွန်တော်ကောင်မလေးအိမ်ကနေကားမောင်းပြီးပြန်လာခဲ့တဲ့နောက်ခံအကြောင်းအရာလေးနည်းနည်းပြောရရင်တော့သူမနဲ့အတူအရေးသွေးရှိတဲ့အချိန်လေးတွေအတူတူဖြတ်တန်းဖို့တွားလည်ခဲ့တာပါကျွန်တော်တို့တွေရေမောကြတယ်တောက်ကြတယ်ပြီးတော့အချစ်အကြောင်းတွေပြောဖြစ်ကြတယ်အသက်22နှစ်အရွယ်စုံတွဲတွေရဲ့တာမန်ပုံမှန်အလေးထားတွေပေါ့ပြီးတော့ထုံးစံအတိုင်းကျွန်တော်တို့နှစ်ယောက်စလုံးထူးထူးဆန်းဆန်းဝါသနာတူတဲ့အရာတစ်ခုဖြစ်တဲ့သတင်းကိုအတူတူကြည့်ဖို့ TV ဖွင့်လိုက်ကြတယ်ဒါကစုံတွဲတွေကြားပုံမှန်တွဲကြည့်လေးရှိတဲ့အရာမဟုတ်မှန်းကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်တော့အဆင်ပြေခဲ့တဲ့အစပိုင်းမှာတော့နိုင်ငံရေးနဲ့အစိုးရရဲ့အတိတ်ပဲမရှိတဲ့အကြောင်းတွေမှုပြင်းစရာကောင်းတဲ့သတင်းဟောင်းတွေပါပဲကျွန်တော်တို့ TV ပိတ်ပြီးအိတ်ဖို့ပြင်နေတော့မှာပဲအရေးပေါ်သတင်းအချက်ပေးတန်တစ်ခုတက်လာခဲ့တယ်အသက်9နှစ်ဝန်းကျင်မိန်းကလေးငယ်တဦးပျောက်ဆုံးသွားတဲ့သတင်းမှာသူမရဲ့တောကရောက်နေတဲ့ဒေါ်ဖြစ်သူရဲ့ပြောပြချက်အရသူမကိုအနီးအနားကကစားကွင်းတစ်ခုမှာနောက်ဆုံးတွေ့ခဲ့ရတာဖြစ်ပါတယ်ကျွန်တော်တို့စီမှာလူပြန်ပေးဆွဲတာမျိုးကဖြစ်လေဖြစ်တာမရှိပါဘူးဒါကြောင့်အဲ့ဒီသတင်းကိုကြားလိုက်ရတဲ့အခါကျွန်တော်စိတ်ထဲတော်တော်လေးထိခိုက်သွားပြီးတကိုယ်လုံးကြက်တီးတစ်ဖြန်းဖြန်းထသွားခဲ့တဲ့အချိန်တွေကမြန်မြန်ကုန်သွားပြီးသတိမထားမိခင်မှာပဲမနက်အစောပိုင်းတနာရီရှိသွားပြီနောက်နေ့မနက်အလုပ်သွားစရာရှိတာကြောင့်ကောင်မလေးကိုနှုတ်ဆက်နှမ်းခဲ့ပြီးကျွန်တော်ရဲ့ Ford Ranger ကားအိုကြီးထဲဝင်ကဆက်နိုးလိုက်တဲ့တော့လှည့်လိုက်တာနဲ့ Shark Engine စစ်ဆေးရန်မီးလင်းလာခဲ့တဲ့ထားလိုက်ပါတော့လို့ကျွန်တော်ရေရွတ်လိုက်မိတယ်အဲ့ဒီမီးကနှစ်အတော်ကြာကလေးကလင်းလိုက်ပိတ်လိုက်ဖြစ်နေတာပါကျွန်တော်သူမရဲ့အိမ်ရှိကားလန်အတိုင်းမောင်းထွက်ပြီးပြန်လာခဲ့တယ်အဲ့ဒီအချိန်ကစလို့အခြေအနေတွေကစတင်ပြီးထူးဆန်းလာခဲ့တာကျွန်တော်အမြဲဖြည့်နေကြဓာတ်ဆီဆိုင်နဲ့မိုင်6ဆက်လောက်ဝေးသေးတဲ့အပြင်စီကလည်းကုန်ခါနီးနေပြီးတော့မှောင်မဲပြီးလူသူကင်းမဲ့နေတဲ့လမ်းပေါ်မှာမောင်းနေရတာလမ်းမီးတွေလည်းမရှိတခြားကားတွေလည်းမရှိပဲမှောင်မဲနေတဲ့ရှေ့မျက်နှာစာကိုကျွန်တော်ကားရဲ့မိန်ဖြော့ရှေ့မီးကြီးတွေကပဲဖြတ်တန်းလင်းပေးနေခဲ့တယ်အဲ့ဒီအချိန်မှာပဲအရှိတ်ဘက်မှာတစ်ခုခုကိုလှမ်းမြင်လိုက်ရတယ်အစပိုင်းမှာတော့အဲ့ဒါကအရေးတစ်ခုလိုပဲအရက်ရှိရှိနဲ့မလုံမရှက်ရက်နေတဲ့ပုံစံကြီးတစ်ခုတစ်ပင်ဒါမှမဟုတ်လမ်းညွန်ဆိုင်ဘုတ်တစ်ခုခုဖြစ်မှာပါလို့ကျွန်တော်တွေးမိပေမဲ့ပိုနီးလာတဲ့အခါမှာတော့ကျွန်တော်ရဲ့စိတ်တီးကမဟုတ်ဘူးလို့ညှင်းဆန်နေခဲ့တယ်ကျွန်တော်ကားနဲ့6ပေกว่าလောက်ရောက်တဲ့အခါ brake ကိုစောင့်နှင်းလိုက်မိတယ်အဲ့ဒါတစ်ပင်မဟုတ်ဘူးတခြားအရာတစ်ခုခုပြကျွန်တော်မြင်လိုက်ရတဲ့အရာကအခုထက်ထိကျွန်တော်ကို6လက်နေလုံးပဲကျွန်တော်ရှေ့မှာမတ်တရက်နေတာကအမြင့်10ပေလောက်ရှိတဲ့ထွားချိုင်းလာတဲ့တတော်ဝါကြီးတစ်ကောင်သူ့ကောင်းကနေဥချိုတွေအများကြီးထွက်နေပြီးမျက်လုံးတွေကတော့မင်းမောင်ပြီးလွတ်နေတာပဲပုံပြက်ပန်းပြက်အပြုံးကြီးကမျက်နှာတစ်ပြင်လုံးဖြန့်ကျက်ထားပြီးသွေးတွေဆူရွှဲနေတဲ့သွားတွေကိုဖော်ပြနေတယ်ကျွန်တော်တေးသေးချာချာမြင်လိုက်ရတာကတော့သွေးတွေစီးကျနေတဲ့ရှည်လျားပြီးဓာတ်ထက်လက်သေးကြီးတွေပါပဲသူ့ဘေးမှာတော့မိန်းကလေးငယ်တယောက်ရက်နေတယ်သူမကသွေးတွေပေးချမ်းနေတဲ့တန်းရောင်ကောင်းဝင်လေးကိုဝတ်ထားပြီးသူမရဲ့မျက်နှာရှိရမယ့်နေရာကနေသွေးတွေစီးကျနေတဲ့မျက်နှာတစ်ခုလုံးမရှိတော့ဘူးအရေပြားတွေဆုပ်ခဲခံထားရပြီးသွေးညှိခဲတွေနဲ့မှောင်မဲမှုပဲရှိတော့တယ်ကျွန်တော်တကိုယ်လုံးတောင့်တင်းသွားပြီးအသက်ရှူဖို့တောင်မေ့သွားခဲ့တဲ့အဲ့ဒီနောက်မှာအဲ့ဒီတတဝါကြီးကသူ့လက်မောင်းကိုဖြည်းဖြည်းချင်းမြောက်လက်သေးနဲ့ကျွန်တော်စီကိုတဲမတ်ညွှန်ပြလိုက်တယ်အဲ့ဒါကျွန်တော်မှတ်မိတဲ့နောက်ဆုံးအရာပါပဲနောက်ဆုံးကျွန်တော်တတိယလာတော့ဆေးရုံကတင်ပေါ်ရောက်နေပြီးမနက်9နာရီရှိပြီးတူနာပြုမလေးကကျွန်တော်ကိုလမ်းဘေးမှာဆက်နိုးလျက်သားရက်ထားတဲ့ကားထဲမှာတတိမိနေတာတွေ့ခဲ့ရတာလို့ပြောပြတယ်။သူမထွက်သွားပြီးနောက်မှာဖြစ်ပျက်ခဲ့တဲ့မြကိုကျွန်တော်ပြန်စဉ်းစားဖို့ကြိုးစားပေမဲ့ခေါင်းတွေအယမ်းမှုနေခဲ့တယ်။ကျွန်တော်အပေါ်တက်မှာ TV တစ်လုံးရှိနေလို့ remote ကိုလှမ်းယူပြီးဖွင့်လိုက်တယ်။မနေ့ညကကြည့်ခဲ့တဲ့သတင်းဌာနကိုပဲလိုက်မိသွားချိန်မှာသတင်းကြေညာသူရဲ့အတန်ကြောင့်ကျွန်တော်ရင်ထဲပြောင်းဆန်သွားခဲ့ရတယ်။ကျွန်တော်တို့မနေ့ညကဆန်ဒီယေဂိုမှာဖြစ်ပွားခဲ့တဲ့အရေးပေါ်သတင်းကိုဆက်လက်တင်ပြပေးသွားမှာပါ။အသက်9နှစ်အရွယ်မိန်းကလေးငယ်ကိုဒီမနက်အစောပိုင်းကဒေတာတွင်ပန်းချံတစ်ခုရဲ့ဓာတ်အောက်မှာသွေးအိုင်ထဲတေဆုံးနေတာကိုတွေ့ရှိခဲ့ရပါတယ်။ကြည့်ရှုသူများအတွက်ဒီသတင်းကစိတ်မချမ်းမြေ့စရာဖြစ်နိုင်တာမို့ကြိုတင်သတိပေးပါရစေ။ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ပြောပြချက်အရကလေးမလေးရဲ့မျက်နှာတစ်ခုလုံးဟာတောရိုင်းတရိတ်ဆန်တစ်ကောင်ကဖျက်ဆီးသွားတဲ့ပုံစံမျိုးလုံးဝမရှိတော့ဘူးလို့သိရပါတယ်တဲ့အဲ့ဒီအချိန်မှာတင်ကျွန်တော်ကိုပေါ့အန်ချမိလိုက်တော့တယ်တပတ်အကြာမှာပဲကျွန်တော်ရဲ့ Ford Ranger ကားအိုကြီးကိုရောင်းပြီး Honda Civic တပတ်ရေကားတစ်စီးနဲ့လဲလိုက်တယ်အဲ့ဒီညကစပြီးကျွန်တော်ကောင်မလေးအိမ်ကိုကားမောင်းမသွားဖြစ်တော့ဘူးသွားလေဖြစ်ရင်တော့နေပတ်ပဲသွားတော့ပြီးပြန်ရင်အမြဲတမ်းတခြားလမ်းကနေပဲပတ်ပြန်တယ်ဒါပေမဲ့ကျွန်တော်အဖြေတွေလိုချင်ခဲ့တယ်ကျွန်တော်မြင်ခဲ့ရတဲ့အရာကိုနားလည်နိုင်ဖို့အသေးအတန် online မှာရှာဖွေခဲ့တယ်ယူနေတယ်လို့ထင်ရမှာဖြစ်ပေမဲ့ကျွန်တော်တရေတစေတွေမကောင်းဆိုးဝါးတွေတရေ6တဲ့နေရာတွေကိုရှာဖွေခဲ့မိတယ်နောက်ဆုံးမှာစန်ဒီယေဂိုမှာတရေ6ဆုံးနေရာတွေလို့စည်ရင်းလုပ်ထားတဲ့ website တစ်ခုကိုတွေ့ခဲ့တယ်စွန့်ပစ်ထားတဲ့အိမ်တွေတရေ6တဲ့ရေကန်တွေအကြောင်းရေးထားတဲ့ကြောက်စရာဇာတ်လမ်းတွေကိုကျွန်တော်ကြော်ဖတ်လာခဲ့ပြီးစောင်းပါတစ်ပုတ်အရောက်မှာတော့ကျွန်တော်လုံးဝတုံလုံးချောက်ချပြီးဖလက်စကိုရက်လိုက်မိတယ်မီယာမေစာမော်ရာမေစာအနီးကတရေ6တော့ပန်းချံနဲ့အဲ့ဒါကျွန်တော်ကောင်မလေးနေတဲ့နေရာပဲကျွန်တော်ဆက်ပြီးဖတ်နေမိတယ်